ဒီနေ့မှာတော့အသိန်းကအိမ်နာလေးမှာရှိတဲ့ကြောင်ကဖေးလေးတစ်ခုစီကိုအသိန်းသွားပစ်ခဲ့ပါတယ်ချင်းမိုက်မှာလည်းရာသီဥတုကဆိုးဝါးနေဖြစ်တဲ့အတွက်ကြောင့်မလို့အသိန်းကတော့အိမ်နာလေးမှာပဲရှိတဲ့ဒီဇိုင်းလေးကိုလာခဲ့လိုက်တာပါသူ့ဆိုင်ကမန်နျူလေးတွေကလည်းအသိန်းတို့ဘတ်80အောက်လေးတွေပဲရှိတဲ့အတွက်ကြောင့်မလို့အရန်ကိုမအောင်အဆင်ပြေပါတယ်ဒီနေ့အသိန်းက coffee date ဖို့အတွက်တငယ်ချင်းတယောက်ကိုလည်းခေါ်ထားပါတယ်ကဲမျိုးရဲနေပြီးတော့မတွေ့ရတအားကိုကြာနေပြီဖြစ်တဲ့ special guest ကကိုရှင်းတန်အောင်ပဲဖြစ်ပါတယ်ဒီဆိုင်ရဲ့အလားဆင်ထားတဲ့ပစ္စည်းသေးသေးလေးတွေကစားအကြောင်းပုံစံလေးတွေကိုပဲအသိန်းတို့ဒီမှာ decoration တည်ထားတယ်ပေါ့နော်ကဲ Mr. ရှင်းတန်အောင်ကတော့ ice latte မှာပြီးတော့အသိန်းကကြတော့ ice coconut latte ဆိုတဲ့ဟာလေးမှာခဲ့လိုက်ပါတယ်ဒီဆိုင်လေးမှာ coffee တောက်ရင်းနဲ့ဒိုမျိုးစကားစမိတွေပြောရင်းနဲ့တကယ်ချင်းနဲ့ချင်းကုန်ရရင်လည်းတကယ်မှကိုကောင်းပါတယ်အသိမ်းမှာထားတဲ့ coconut latte ရလည်းသူ့ရဲ့အရသာတော့မစိုးပါဘူးအချိုကတော့ထိုင်းဆိုင်ကြီးဆိုတဲ့တည့်ရဲ့အတိုင်းပဲတော်တော်တော့အချိုရဲ့ထက်မှာပါပါတယ်ဒါအသိမ်းအချိုလျှော့ထားတာမှအချိုကနည်းနည်းလေးများပါတယ်အဲဒီတော့တကြားရှောင်းနေတဲ့ကိုကိုမမတွေကတော့တကြားကိုမထည့်ခိုင်းတာတော့ပို့ပြီးတော့ကောင်းပါလိမ့်မယ်ကဲ topic ကတော့အခြေအစားအနာဂတ် future plan တွေ content creator ဘိုင်းတွေဘာညာတာလက mascara တွေပြောကြတာပေါ့နော်အဲဒီတော့ ဘော်ရိုင်းနဲ့အချင်းကိုလိုကောင်းတဲ့ဆိုင်မှာဒီဆိုင်လေးကဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်လည်း outdoor space လေးကတော်တော်မှလှရတဲ့အထက်မှာပါပါတယ်။ကဲဒါတော့အသိန်းကတော့အသေးငယ်ချင်းတွေနဲ့တွေ့တိုင်းအသိန်းကတော့ဓာတ်ပုံလှလေးတွေဗီဒီယိုလှလေးတွေရိုက်ပေးပြတာများပါတယ်။ကဲဒါကတော့ behind the scenes ကြမှာပဲအသိန်းပုံလေးတွေပြပေးပါမယ်။ဒီဆိုင်ကကျတော့ outdoor မှာပဲကြောင်လေးတွေကိုမွေးမြူပြီးတော့အသိန်းတို့ garden ထဲမှာထားတာပါ။level လေးတွေနဲ့ကြောင်လေးတွေကကျတော့အသိန်းတို့ကိုင်းတော့နည်းနည်းတော့သတိတော့ထားရတယ်ပေါ့နော်။သူလည်း notice board လေးတွေဒီမှာပြပေးထားပါတယ်။ဒီမြောင်လေးကတော့တော်တော်မှောက်ရင်းတဲ့ထက်မှာပါပါတယ်ဒီဆိုင်လေးက coffee bowl ပဲရှင်းပေးရပြီးတော့တခြားဆိုင်တွေလုံးဝင်ကြေးပေးစရာမလိုပါဘူးအဲ့တော့အားလုံးအတွက်အဆင်ပြေမှာပါအဲ့တော့လိပ်စာလေးကိုတော့အသိန်း comment မှာချပေးထားပါတယ်ဒီ vlog လေးကိုကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်အသိန်းတို့နောက် vlog တွေကြမှာပဲပြန်တွေ့ပါမယ်အားလုံးပဲတတာ